Okay ကျွန်တော် Premier League မှာကျွန်တော်တို့ဒါ Chelsea အသင်းကိုအိမ်ဝဲ Old Trafford မှာလက်ခံကစားရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကတော့ကစားကွက်ကတော့ Morin ရဲ့ဒါပြင်နိုင်ကစားကွက်3 play 1နဲ့ပွဲထွက်လာခဲ့ပြီးတော့ကျွန်တော် Mason Mount နဲ့ Garnacho နဲ့ရှေ့မှာထည့်ကျွန်တော် Dyson နဲ့မြင့်ထားတာတွေ့ရတယ်ခင်ကွင်းလေမှာဆိုရင်လည်းကျွန်တော်ဒီကွင်းလေခန်းစစ်ကစားသမားတယောက်ကို Bruno နဲ့တွဲပြီးထိုင်ချထားတာတွေ့ရတယ်ခင်ကျွန်တော်ဒီပွဲတော့နီးပြအမှန်ကန်ပြင်ဆင်လာတာကိုလည်းတွေ့ရတယ်နောက်တန်းမှာလည်း Harry Maguire ဒဏ်ရာပြန်လဲတက်တာလာပြီးတော့ဒီပွဲမှာ boss shot ပေါဝင်လာတာခင်ဗျာကျွန်တော်ကတော့ထုံးစံတိုင်းတော့ striker နေရာမှာပဲတိုက်စစ်မြောက်အောင်မှာဆော့မှာဖြစ်ပါတယ်ကျွန်တော်ဒီပွဲရှိမှာကျွန်တော်တို့ကရှာနှုံးလေးနိုင်ပွဲဆက်ပြီးတော့ Premier League ဇာတ်ကိုဦးဆောင်ထားတာဗျာဒီပွဲမှာရောဆက်ပြီးတော့နိုင်ရရှိပြီးဇာတ်မှာဦးဆောင်ထားနိုင်အောင်မလားချက်လောက်ရှိုးလိုက်အောင်ကျွန်တော်လွယ်မယ်တော့မထင်ဘူး။ Chelsea ကလည်းတင်းကောင်းတင်းလည်းဖြစ်တယ်။ဆိုတော့ကျွန်တော်အကောင်းဆုံးကြိုးစားကြတာပေါ့ဗျာ။ So Chelsea မှာတော့မယ်ဝင်အောင်ကျေတဲ့ဆန်ချိုပေါဝင်လာတယ်ဗျာ။ Okayပွဲမှာရောရှင်ပွဲရလို့ပဲကျွန်တော်ဘိုးလေးအများကြီးတွင်းနိုင်အောင်မလား Welcome to the Theatre of Dreams Okay ဒီပွဲကနေတော့တတိထားပြီးစားတယ်ဗျာ Chelsea ကလည်းအနေရှိတဲ့တင်ပဲပြောနေတော့မရှိသေးဘူးမှထွက်သွားပြီ What the fuck Unana ပုံနေလို့လားဗောနော်မတွေးရရတယ် right ဆိုရင်တော့ Oh shit နာပါပြီလားအမနာပါဒီကောင်လေးကွာပွဲစားပဲရှိပြီလူကချနေပြီအမနာပါအဆန်ချိုမင်းတို့ဒီအတင်းကစားမအောင်ဖြစ်နေပြီရောမင်း rocket အေးတာပဲ okay ဆိုစီစီအဇူဖာနဲ့ထုတ်ခံလိုက်ရတာကျွန်တော်တို့တော့အကောင်းဆုံးအားသာချက်တစ်ခုဖြစ်သွားပဲလို့ကျွန်တော်ထင်နေတယ်မာရက်စကာစောက်ကတော့ဘာလုပ်နိုင်အောင်စောရကားတက်နေနေမယ်စောရကားတက်နေတယ်ဘာမှလည်းဟုတ်တာလည်းမဟုတ် okay ဘယ်ကန်တော့ဟာပဲပြရှိပါလားစောက်ဒီစီးပဲငါးအောင်နေမလောနဲ့အချိန်နဲ့နိုင်သွားမယ်လို့ပဲစိတ်ထဲမှာတွေးပြီးသားဟုတ်လား okay လို့လာဒီမှာ okay မေးစင်အဲ့ဒါကြိုက်တာကိုကြီးကတယောက်ဆောက်အောင်လေ okay ပြီးတော့ what the fuck ကိုအဲ့ဂါနာချူဆုံးသက်တယ်မဟုတ်တာဒီကောင်ကကျန်တာအကုန်စင်ပြီးအဆုံးသက်ကစောက်လို့ကဲချင်းနေကြပါလေအေးစီဘာမှလည်းတယောက်ရော့နေရဘာမှသိလုံနိုင်မှာမဟုတ်တော့ဒါကတော့လက်ခုပ်တွေကရေးပဲ Chelsea ဆိုတာနော်ပြရောက်ရှင်းညရပါဖြစ်ကုန်နော်ကျွန်တော်တို့နောက်နေ့ beauty salon ပိတ်ပြီးပါညာပေါ့ beauty salon ဖွင့်နိုင်မလားကျွန်တော်စောင့်ကြည့်အောင်ဗျာကိုရဲလားမားတယ်ကွာကိုရဲလားလုံးကြအောင်ငါလုံးကတယောက်နဲ့ကြော်လို့မရဘူးကွာဒီကောင်ကြီးကဘာကောင်ကြီးကိုကောင်းလာပြီ okay မင်းစင်တွင်းတော့မင်းတင်းဟောင်းတော့ခါလာချုံမတွင်းရင်လည်းပေးကွာလူပေးကွာလောက်ဟာကန်တော့ဟာတွင်းဟာစတီးလျှောက်ပြနေရကွာဒီကောင်ကန်လည်းကန်မကန်လည်းပြန်ပေးတော့လေခါလာချုံကကွာခါလာချုံကြီးနဲ့အဆင်မပြေဘူးဆိုရဲဆော့ရတာလာဟေး okay ဒီလိုကန်ရတယ်တွေ့လာတယ်မဟိုးတောင်နဲ့သုံးကြောင်နေနည်းတော့ရင်ခုန်သွားရုပ်တယ်မလား okay Bruno လောက်ကွန်နာChelsea ကိုနိုင်တော့ကျွန်တော်တို့ဒီ Premier League လာကိုရဖို့ကတော်လေးကိုနီးစက်တဲ့အနေထားလို့ပြောလို့ရပါတော့ဖြစ်ပါတယ်။အိုးကျွန်တော်တို့ရဲ့ရေရှင်းစစ်မှန်ကိုကြည့်ရမယ်ပွဲပဲဗျာ။ကောင်းလိုက်တဲ့ဟိုဝါကောင်းလိုက်တဲ့ဟိုဟာတက်နိုင်တယ်တို့ကောင်တွေလူချလဲငါတို့ကအယောင်အေးဆေးပဲတွေ့တာ
နောက်နေ့ beauty salon ပိတ်တီးရရတယ်နော်ဘယ်ခုံကလကားယူစားတာမဟုတ်ဘူးကွာတွေ့လားရတယ် easy ပဲ easy ပဲဟိုတယောက်ရော့နေတယ်ဟိုဘာမှလုပ်နိုင်ပါမဟုတ်တယောက်ရော့နေတွေ့လားကွင်းလေဟောင်းလုံးပေါ့ကြီးကောင်းနေကွင်းလေရဲ့ဘဝရဘဝရပါနေနောက်တန်းတိတရာယူမာလာအိုးထွက်ပြီဘုကတယောက်ပါလားလာအောင်ဟာတယောက်တော့ကဲကြည့်လိုက်မယ်ဘကိုးတွေ့လားအဲ့တယောက်လာအောင်လို့လဲဘုံသွင်းရောက်တယောက်တော့လာဆောင်ပေးပါဦးဒီကလည်းအင်းကလည်းတယောက်တည်းဘလို့လုပ်လို့ရပါeasy ပဲ easy ပဲမလောနဲ့အိုးဆန်ချူတဲ့မင်းဆန်ချူလဲလီးရဲပေါ့ကွာဘယ်ပါလောက်နိုင်လဲအဲ့ရစာဖောက်လောက်ကောင် free dance ဆိုရကောင်မင်းတေးလိုက်တော့အော်လို့ skill လေးတွေတော့ပြပြီးမင်းကူကူပဲလားဆိုစောင်းရမ်းကောင်းတဲ့နောက်တန်းဆိုမင်းလားဟဲ့အော်အဲ့လိုလေးကြော်မှာမင်းတို့နော်ဟာဘယ်ရပါရောကွာကူပဲလားဒီကောင်လူချတာဒီကောင်ချက်စီးရကောင်နေစောက်ကျင်ကိုမကောင်းတာနော်လူချပြီးဆိုပါကြီးအောင်မှာဒဏ်ရာကြီးနဲ့ဘယ်လိုဆော့ရတော့ဒဏ်ရာကြီးနဲ့ဆော့နေရဒဏ်ရာကြီးနဲ့ကြီးအောင်ဘယ်လိုဆော့မှာတော့ကူပဲလားဟွာစောက်ကြည့်ကိုမကောင်းတာရှယ်စီရကောင်းတယ်ဘရူနိုရေကျွန်တော်မရတော့ကျွန်တော်ကန်လို့မရတော့ဘူးဒီပွဲတကယ်ပွဲမှာပါလဲတော့ကန်အောင်မယ်ကွာလားပါပဲပြီဒဏ်ရာပဲတကယ်နေစိတ်တက်ဆိုတာအဲ့ဒါပဲနားခံပြီးတော့ကန်ပေးတယ်နော်ပြီးတော့ဒဏ်ရာကြီးနဲ့ကိုကန်ပေးတယ်ကွာကူရဲလားကွာရောဘောလုံးလိုက်မလူနိုင်တော့လူချတာလေဝိုင်းတော်သေးရဦးနာနာခဲ့လို့ဦးနာနာကောင်းတယ်ကွာဦးနာနာဆိုမင်းတို့ဒဏ်ရာနဲ့တုံးတော့ကိုသွင်းပြီးမှကိုထွက်အောင်မှာဟာလို့မှရှေ့စီလုံးပြန်ပြီကူရဲလားကြီးကဘာမှမကြည့်မနှက်ဖြစ်နေအောင်ဒီကောင်ကြီးကငါပဲလိုက်လုံနေလို့ပဲမရတော့ဘူးငါကောင်ကြည့်အောင်ငါကောင်ရှင်းနေမကောင်းလို့မရတော့ထွက်ပါရတော့နိုင်နိုင်ပါလေတန်ရသွားပြီတဲ့ကြီးအောင်မှာရက်နေရထုံးနေနေဖြစ်နေကူရဲလားမကြည့်နိုင်ဘူးဒီကောင်ကြီးပါမင်းပြန်တွေးလို့ကတော့မင်းနဲ့ကနေတွေးအောင်ပါအေးငါကောင်ကြီးအောင်ပြေးကုန်ပြေးနိုင်ကြတော့ကြီးအောင်လို့ပဲရတော့ပါပဲငါလည်းဘာမှမလုပ်နိုင်ဘူးဒီဘက်ခါလာချိုဒါပဲအေးအောင်လေအဲ့လိုကန်ပြီးတော့ထပ်သွင်းပေးလိုက်မယ်မှတ်သွားအောင်မှတ်လောက်သားတော့ဖြစ်သွားတို့မှချက်စီကူရဲလာတဲ့ချက်စီနဲ့ဘာလုပ်ငါဘာမှလုပ်လို့မရဘူးနော်ကျွန်တော်စိတ်တက်တွေရေးပြင်းလိုက်အောင်နော်ကြည့်အောင်လာပါလေဂါနာချိုကွာဂါနာချိုရတယ်မင်းခြေပွဲကြိုက်တော့လွယ်ခဲ့ဒီလိုပွဲမျိုးဝင်လာတဲ့မင်းအကုန်ပြီးပါပြီမင်းချစ်တယ်ဂါနာချိုအဆင်ပြေဟုတ်ပြီနော်ဂါနာချိုအဆင်ပြေတယ်အောင်ဝေးပါခံရပြီလားโอเคဒါရသွားတယ်ကျွန်တော်နေရာမှာတော့ market student ထုံးတဲ့တိုင်းကိုရောက်စားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တလုံးသွင်းရရတဲပါတယ်ကွာအဲ့ကူကူရဲနဲ့ချက်စီမျိုးတွေ့ဦးမှာပါဟုတ်ပြီ